အခုဆိုလို့ရှိရင်တော့ဘန်ကူးကနေပြီးတော့မိနစ်20ကျော်ကြာမောင်းရတဲ့ကမ်းခြေတစ်ခုကိုပေါ့နော်ထပ်သွားနေတယ်အဲ့ဒီမှာကဖျားเจ้าလေးလည်းရှိတယ်ဘုန်းကြီးเจ้าပေါ့နော်ဘုန်းကြီးเจ้าလည်းရှိတဲ့အပြင်ကိုမှသူစားတောက်ဆိုင်လေးပါဒီစားတောက်ဆိုင်လေးပါသူ့မှာကိုပိုင်ကမ်းခြေလိုမျိုးဖြစ်နေတာပေါ့နော်သူကျွန်းနှစ်ကျွန်းခံနေတော့ဒီအလဲကောင်လေးမှာကမ်းခြေလေးဖြစ်နေတာပါဒီဆိုင်မှာစားတောက်တဲ့ဟာအရန်ကောင်းတယ်လို့နာမည်ကြီးပါတယ်အလုံးလုံးကြတဲ့ဝန်ထမ်းတွေအားလုံးကလည်းမြန်မာတွေပဲပေါ့နော်ဆိုင်ပိုင်ရှင်ကတော့ထိုင်းဖြစ်ပါတယ်ဒါကတော့ဒီဖျားเจ้าဘော်ကနေပြီးတော့သူ့ရဲ့ကမ်းခြေလေးကိုရိုက်ခဲ့တာပါသွားတဲ့အချိန်ကနေအရန်ပူနေလို့เจ้าဆောင်တွေပေါ်တော့တက်ပြီးတော့ဓာတ်ပုံမရိုက်ခဲ့ပါဘူးအဲเจ้าဆောင်မှာဆိုလို့ရှိရင်သူများတွေဓာတ်ပုံရိုက်ကြတယ်ဓာတ်ပုံရိုက်လို့လည်းအရန်ကိုမှလှတယ်သူ့ရဲ့ကမ်းခြေရာလေးတဲတောင်လေးတွေကဖြူပြီးတော့အရန်လှတယ်ဟိုဘက်ကကျုံးကိုဆိုလို့ရှိရင်လမ်းလျှောက်သွားလို့ရတာပေါ့နော်နေကြချိန်နေပါလေဆိုသွားမယ်ဆိုရင်တော့အရန်အဆင်ပြေတယ်